ဒီလိုငယ်ရွယ်လှပတဲ့ကောင်းမလေးအဖြစ်ကနေဒီလိုတန်ရာတန်ချက်မြင့်ကစော်နဲ့ကောင်းမလေးအဖြစ်ကအမေရိကန်နိုင်ငံမှာတကယ်ဖြစ်သွားခဲ့တဲ့စိတ်မကောင်းစရာဖြစ်ပါသူမရဲ့နာမည်ကချစ်ခွာလီလို့ခေါ်ပါတယ်သူမဟာအပန်းဖြေခီးထွန်နေတဲ့တငယ်ချင်းရဲ့အကူအညီတောင်းမှုကြောင့်တငယ်ချင်းအိမ်မှာကြံနေတဲ့ခွေးနှကောင်ကိုအစာလာကျွေးဖို့တငယ်ချင်းအိမ်ကိုလာခဲ့ပါတယ်အဲ့ဒီမှာဆာလောင်မှုကြောင့်ဒေါသထွက်နေတဲ့ပစ်ပိုခွေးနှကောင်ဟာသူမကိုရံမှုပြီးကြိုက်ဖြတ်ပါတော့တယ်အဲ့ဒီအခေပြန်ကို CCTV ကနေလှမ်းမြင်လိုက်တဲ့သူ့တငယ်ချင်းကရဲတွေကိုဖုံးဆက်လှမ်းခေါ်ခဲ့ပါတယ်။ရဲတွေရောက်လာချိန်မှာတော့သူမကတရားတန်ချက်များစွာနဲ့တတိအလက်နေပါပြီ။သူမဟာအသက်မသေးဆုံးပေမဲ့လှပတဲ့အရေးလိုမျက်နှာလေးပြန်မရနိုင်တော့ပါဘူး။ခွဲစိတ်မှုပေါင်းများစွာလုပ်ခဲ့ပြီးခုချိန်ထိလုံနေရတုံလို့သိရပါတယ်။ဒီအဖြစ်အပျက်ကခွေးမွေးတဲ့သူတွေအတွက်သတိထားစရာအဖြစ်အပျက်ပါ။အထူးသဖြင့်ကလေးငယ်များရှိတဲ့အိမ်ဆိုပိုသတိထားစရာပါဒီအဖြစ်ပြက်တာနေသတိထားဆင်ခြင်စရာလေးတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်